ဒီခါမှာတော့အသိန်းကချင်းမိုင်မှာရှိတဲ့ temple တွေထဲမှာအရန်ကိုမှထူးခြားပြီးတော့တပ်ပယ်တဲ့ဖျားတဆူနဲ့အသိန်းညွှန်ပေးချင်ပါတယ်ဒီဖျားကြီးကအသိန်းတို့ဟန်တုံးဒေတာမှာရှိပြီးတော့လောဟပရာဆက်ပရာတက်စီမွန်ပုံလို့အသိန်းတို့ဘွဲတော်ခေါ်ဆိုပါတယ်ပထမအဆုံးအနေနဲ့အသိန်းတို့ကဒီဖျားကြီးကိုသွားပြီးတော့ဖုံးမြော်ခြင်းနဲ့ဆိုရင်အောက်မှာကားနီလေးတွေရှိပါတယ်ကာလမတ်ဌာနမှာအသိန်းတို့ကလူတစ်ယောက်ကိုဗတ်40ကျပြီးတော့အသိန်းတို့အသွားပြန်လက်မှတ်အပါဝင်ဖြစ်ပါတယ်ကဲဒါဆိုအသိန်းတို့တောင်ပေါ်ဖျားစီဆက်ပြီးတော့သွားလိုက်ကြရအောင်ပါသိန်းတို့တောင်ပေါ်ကားကွင်းကနေပြီးတော့3မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့ရင်ပြင်တော်ပေါ်ရောက်ပါပြီရင်ပြင်တော်ပေါ်ဆက်ဆက်ရောက်ချင်းမှာပဲအသိန်းတို့အရန်ကုန်မှာအေဂျင့်နဲ့ဒီလိုမျိုးပန်းပြိုးပင်လေးတွေစိုက်ထားတဲ့ပန်းချန်ကြီးတွေရှိပါတယ်အသိန်းတို့ဒီចောင်းဆောင်ကြီးတွေကိုစောက်ထားတဲ့ထိုင်းမုံမုံကြီးတွေကတကယ်မှကိုအသိန်းတို့တော်ပါတယ်အရာပရဝုံတွဲမှာလည်းတေချာကိုဒီလေးစောက်ထားတာကိုအသိန်းတို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ပူချင်းမိုင်မှာတအားပူနန်နေကယူလို့ဒီလိုအင်ကြီးဝတ်ထားလားလို့ပြောနေမှာဆိုလို့အသိန်းဒါဇန်နဝါရီတော့သွားထားတာပါအဲတုန်းကတော့အသိန်းတို့နေပူကြောင်တောင်ကြီးသွားလဲအေးတယ်ကွယ်အခုကတော့တအားမှပူလာပါပြီကဲရာသီဥတုအကြောင်းကိုတခဏထားပြီးတော့အသိန်းတို့ဒီဖျားရဲ့တမိုင်းကြောင်းလေးကိုဆက်ပြီးတော့လေ့လာကြည့်လိုက်ကြရအောင်ပါဒီဖျားကြီးကိုတော့ဒေသခံဘုံတော်ကြီးတွေကနေပြီးတော့တီထားကိုကွယ်ထားတာပဲဖြစ်ပါတယ်စီမွန်ပုံးဆိုတဲ့တောင်ပေါ်မှာတီထားကိုကွယ်ထားတဲ့ဖျားတဆူပဲဖြစ်ပါတယ်ဒိုဟာဆိုတာကတော့တမ်မလီတထုတွေနဲ့ဆောက်လုပ်လူတန်းထားတဲ့ဖျားပုံစံမျိုးဖြစ်ပြီးတော့ဖရာဆက်ဆိုတာကတော့အသိန်းတို့မြင့်မြတ်သောနေရာလို့မြန်မာလိုဖွဲ့ဆိုပါတယ်အသိန်းတို့စိမ့်ဆိုနေတဲ့ဒီချင်းမိုင် region ကတောင်တန်းကြီးတွေကိုဒီဖျားကြီးပေါ်ကနေပြီးတော့ကြည့်ရှုရရလဲတကယ်မှမျက်စိပရာသာအေးပါတယ်အဲ့တော့ချင်းမိုင်ရဲ့ hidden place နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့တွားရောက်ဖူးမြော်ဖို့အတွက်အသိန်းက recommend ပေးပါတယ်ဒီဖျားကြီးရောအသိန်းတို့နိုင်ငံသားတွေကိုခွန်ထိုင်းနေရောနောက်ပြီးတော့အသိန်းတို့မြန်မာလူမျိုးတွေလည်းလာပြီးတော့ဖူးမြော်နေကြပါပြီကဲဒါဆိုရင်ဟန်နုဒေတာမှာရှိတဲ့အရန်ကုန်မောင်တက်ပယ်တဲ့ဒီဖျားကြီးကိုတွားပြီးတော့ဖူးမြော်ကြပါလို့အသိန်းကညွှန်ချင်ပါတယ်အသိန်းလိပ်စာလေးကိုကိုယ့်ဘက်မှာချက်ပေးထားပါတယ်အားလုံးပဲတတ်တာ